ဘာလို့နော်ဆုရှင်ကဘိုင်မြူနစ်ကနေမြစ်ဖျားခံမလားအားလုံးပဲမင်္ဂလာပါ Daily Double Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီဟာဒီဥရောပရဲ့အကောင်းဆုံးသင်းဘိုင်မြူနစ်ဟာ Vincent Kompany ရဲ့လက်ထက်မှာဂျာမန်ဘလူးရဲ့အရှိန်အဝါတွေပြန်လည်ကွန်မြူလာခဲ့ပြီးတော့ပြည်ရင်းဝင်တွေမကပဲဥရောပကိုပါလွှမ်းမိုးဖို့အတွက်စ조사လာကြပါတယ်ဘိုင်မြူနစ်ဟာဒီဟာဒီဥရောပထိပ်တန်းလိကြီး9ခုမှာပထမဆုံးချန်ပီယံဖြစ်တဲ့အသင်းလည်းဖြစ်လာခဲ့ပါတယ်ဘိုင်မြူနစ်ဟာ Bundesliga မှာပွဲစဉ်30နဲ့တင်ချန်ပီယံဖြစ်ဖလားကန်မြောက်နိုင်ခဲ့တာပါဘိုင်ယန်ကဒီခီးမှာနိုင်ပွဲ25ပွဲတည်4ပွဲတည်းရှိပြီးတော့တပွဲတည်းရှုံးနေခဲ့ပါတယ်ဘိုင်ယန်အတွက် Harry Kane, Luis Diaz နဲ့ Michael Olise တို့ရဲ့တိုက်စစ်ကဘိုင်ယန်မြစ်မိုင်းရှောက်သွင်းကိုအများဆုံးဘောလုံးရသည်ကိုလည်းဖန်တီးပေးထားပါသေးတယ်။ဘိုင်ယန်ကဒီဟာဒီဖလားသုံးလုံးလမ်းကြောင်းပေါ်မှာအခိုင်အမာရှိနေပါတယ်။ဘိုင်ယန်ကပိုကယ်ဖလားမှာဆီမီဖိုင်နယ်ကိုရောက်ရှိနေပြီးတော့လီဗာပူးနဲ့ရှင်မြိုင်ကစားမှာပါ။ချန်ပီယံလိမှာလည်းဘိုင်ယန်တို့ဆီမီဖိုင်နယ်ကိုရောက်ရှိနေပြီးတော့ဥရောပအောင်မြင်မှုကလက်တကန်းကိုရောက်ရှိနေပါတယ်။ဘိုင်ယန်မြူနစ်ရဲ့ကစားသမားတွေရဲ့ Harry Kane ကတော့ထူးခြားခြားချွန်ထွက်နေတဲ့ဂိုးသွင်းပြင်ဖြစ်ပါတယ်။ကိန်းဟာဒီဟာဒီမှာဘိုင်ယန်အတွက်သွင်းဂိုး90နဲ့ဖန်တီးမှု6ကြိမ်အထိပြုလုပ်ပေးထားပါတယ်။မကြာခင်2026ကဘာဖလားလဲစတင်တော့မှာဆိုတော့ဒါဟာကိန်းအတွက်အခွင့်အရေးပါပဲ။တကယ်လို့ဘိုင်ယန်သာဥရောပချန်ပီယံဖြစ်လာပြီးတော့အင်္ဂလန်ကကမ္ဘာ့ချန်ပီယံဖြစ်လာမယ်ဆိုရင်ကိန်းအတွက်ဘာလို့ဆုကြီးကလည်းပြင်းမလို့တော့မှတေချာနေပါတယ်။တကယ်လို့ကမ္ဘာဖလားကပြင်းသစ်ဘက်ကိုရိမ့်ခဲ့မယ်ဆိုရင်တော့ဘောင်တော်ကမိုက်ကယ်အိုလီဆေအတွက်ရင်ခုန်စရာဖြစ်လာနိုင်ပါတယ်။အိုလီဆေကဒီဟာဒီဘိုင်ယန်အတွက်သွင်းဂိုး18ကိုဖန်တီးမှု25ကြိမ်တောင်ပြုလုပ်ပေးထားတဲ့အတွက်အကောင်းဆုံးဘောလုံးရသည်ကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ဘာလို့တော့ဟာဘိုင်ယန်ကနေမြစ်ဖျားခံမလားဆိုတာစောင့်ကြည့်ကြင်စရာပါပဲ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။